ပြီးတော့ခဏကံရဲ့တတ္တိလိုက်ပါနေပုံဒီကံအကျိုးပေးနေပုံဒီနတ်ဖန်တော့လည်းဆက်ပြီးတော့ပြောမယ်နော်ခဏလည်းတချို့ပြောမယ်နော်နည်းနည်းကလေးခက်ပါတယ်အဲ့ဒီကံကိုကောင်းကောင်းနားမလည်ချလို့လူတွေဗျံပရာကုသိုလ်တွေဗျံပရာအကုသိုလ်တွေဖြစ်နေကြတာပါအမနာနားလည်ဖို့ကောင်းပါတယ်အမတန်နားလည်ဖို့ကောင်းပါတယ်ဒါတော့ဘုန်းကြီးကနားလည်အောင်ကြိုးစားပြီးတော့ပြောမယ်လေဒါပေမဲ့သိပြီးတော့နားဆိုင်ကြပါနော်ကံကမနေ့ကပြောတယ်မဟုတ်လားဒိဋ္ဌဓမ္မဝေဒနိယကံဒီကံအကျိုးပေးပါမယ်အကြောင်းဗုဒ္ဓမြတ်စွာဒီကတ္တဗမြတ်စွာဘုရားတမ္မာပဝင်စားတော်မူပါသေးတယ်တမ္မာပဝင်စားဆိုတဲ့ဥစ္စာဟာတချို့တမ္မာပကငြိမ်းလို့និရောဓတမ္မာပခေါ်ပါတယ်ငြိမ်းပြီးတော့ငကိုလည်းဘုရားစိတ်တော်ဟာတန်ရှင်းတယ်တန်ရှင်းတော်မူတဲ့အပြင်ကိုထပ်ပြီးတော့သိငြိမ်းပြီးတော့နေအောင်တမ္မာပဝင်စားပြီးတော့မှဒီအလှခံတော့ဒီအလှကအကျိုးသိကြီးသွားတယ်ဒါကိုပြောင်းပြန်ပြန်လိုက်စမ်းလှုပ်လို့ရွရွနဲ့စိတ်တွေတောင်းရောက်မြောက်ရောက်နဲ့မကြည်မလင်မတမရှင်းနဲ့အဲ့ဒီလိုလှူးနေအဲ့ဒီလိုပုဂ္ဂိုလ်ကိုလှူးနေရင်အကျိုးကအင်မတန်မှခက်ခဲပါတယ်အင်မတန်ခက်ခဲပါတယ်နားလည်စေခြင်းလိုက်တာနားလည်စေခြင်းလိုက်တာအဲ့ဒီဒိဋ္ဌဓမ္မအကျိုးပေးပါမယ်အကြောင်းအရှင်သာရိပုတ္တရာတို့အရှင်မဟာကတ္တဗတို့တလို့ပါပဲခဏဘယ်သူကိုချီးမြှောက်ရမယ်လို့ဆိုရင်အရှင်မဟာကတ္တဗကလေတမ္မာပဝင်စားတော်မူပါတယ်တမ္မာပကထပြီးတော့မှဒီဆုံးကံတို့ဘာတို့ကြွားလို့အဲ့ဒါလို့ဒီမကြပေါ့လေဒိဋ္ဌဓမ္မအကျိုးကလေးပေးဖို့ရန်ဟာအလူကံပုဂ္ဂိုလ်များဘက်ကအင်မတန်တန်ရှင်းအောင်ကြိုးစားတော်မူပါတယ်ငကိုတန်ရှင်းပြီးသားယဟန္တာပုဂ္ဂိုလ်ကြီးတွေဘာပြင်းမှမရှိဘူးအဲ့ဒါကိုပဲပို့ပြီးတော့အကျိုးများအောင်လို့တမ္မာပဝင်စားတော်မူရပါသေးတယ်ပြီးတော့ဘုန်းကြီးတို့ကတော့ဒါတွေမြင်လို့မို့လေမပေးနိုင်ဘူးတွေ့ခဲ့ရကိုဒီပေးတယ်အကျိုးမလိုလားဘူးချီးမြှောက်တဲ့သဘောမျိုးနဲ့ပေးတယ်ကိစ္စမရှိဘူးပေးတယ်ဒါလို့မဟုတ်ပဲနဲ့အကျိုးလိုလားလို့ဆိုလို့ရှိရင်တော့သံဃတ္တတိမှာတန်ဃာကိုထူရပါတယ်ထားခဲ့ဒိဋ္ဌဓမ္မဝေဒနိယကံဆိုတဲ့ဥစ္စာဇော9ချက်တည်းကမနေ့တုန်းကပြောခဲ့ပြီနော်အမတန်တတ္တိညံ့တဲ့ပထမဇောကအကျိုးပေးရတယ်လို့ပြောခဲ့တယ်နော်